Hello step ပါ step က step ရဲ့ projected daily မှာပထမဆုံး plugin ကိုစော့ရင်းနဲ့စော့တဲ့ flow လေးကိုရိုက်ထားပါเนาะဒီ flow မှာဒီ plugin ကိုအဆုံးထိစော့နိုင်လားမစော့နိုင်လားဆိုတာ step ရဲ့ flow လေးကိုဆုံးကြည့်ကြည့်ပြပါဦးเนาะ step ကတော့ step ရဲ့ဒီ location နဲ့ညီတဲ့ studio လေးကိုရွေးပြီးတော့သွားဖြစ်တယ်ပေါ့เนาะအရင်လည်းမဝေးတဲ့နေရာဆိုတော့ step တွင်လည်းအမြင်နဲ့သွားမယ်ဆိုရင်တော့အဆင်ပြေရလို့အဆင်ပြေရပေါ့နော်သွားရတာလေပြီးတော့ story မှာဒီချေဆူကရောက်နေပေါ့နော်ချေဆူနဲ့လည်း step ကဒီပေါ့နော် plugin မဆောင်ခင်မှာ step တစ်ချက်မိတ်ဆက်ပေးပါမယ် story လေးကအရန် aesthetic ဆန်ပြီးတော့အရန်ကိုမိုက်ပါတယ် Hello စုမိတ်ဆက်ပေးပါဦးရှင်ဟုတ်ညီမနာမည်ကတော့စုချပါ Visa လို့လည်းခေါ်ပါတယ် Visa ကဘန်ကောက်မှာ stock instructor training မှာတက်ရောက်ပြီးတော့အခုက intensive reform မှာ courses နဲ့stability check courses completion letter ရပြီးတော့ပြီပေါ့နော်ပြီးတော့ဘန်ကောက် green line တစ်လျှောက် studio အကုန်လုံးမှာ live train ပေးပါတယ်ကဲစိတ်ဝင်စားတဲ့သူရှိလို့ရှိရင်ကိုနဲ့ transportation အနည်းဆက်ဆုံး studio တစ်ခုကိုရွေးချယ်ပြီးတော့တက်ပြဟုတ်လေ Pradi ကလေ stack ကလည်းမဆော့ဘူးပါပထမဆုံးဆိုတာလေ Pradi ရဲ့အကောင့်ကျိုးလေးတစ်ချက်လောက်၃ချက်လောက်ပဲရှင်းပေးပေါ့နော် Pradi နဲ့ဒီတခြား exercise တွေနဲ့ဘာကွာလဲပေါ့ဘာကွာလဲဆိုလို့ရှိရင် Pradi မှာကျတော့ pelvic floor ဒီ main ကလေးအတွက်တအိမ်အတွက်ကိုကောင်းစီရမျိုးရှိနေပြီးတော့ shooting ရှူထုံမြဲလုပ်နေရတဲ့အတွက် concentration ပုံမှန်လာတယ်ရှိပြီးတော့အဓိကအဖြစ် bike အမြဲအခြေပိတ်လုပ်နေရတဲ့အတွက် core stable strong ပို့ပြီးဖြစ်လာတာရှိတယ် Pradi ကကွာအခုနောက်ပိုင်းမှာတော်တော် trend လာရတော့ဖြစ်ကိုရီးယားနေစပြီး trend လာတာသိတယ်ဟုတ်တယ်အဲ့လိုကြီးစုလို့ဘာလို့ဆော့ကြကွာဒါပေမဲ့ Pradi ရဲ့ position ကအရင်မိုက်တယ်ကွာဒါပေမဲ့အဲ့ဟာကြောင့် beginner အနေနဲ့ try လို့ရလား step လို့ beginner ဒီခိုးရဲ့ပုံစံပေါ့နော်အဓိကအဖြစ် trend ဖြစ်တာခိုးတာပေါ့နော်အဲ့ဒါဆက်စချင်းဆိုရင်တော့ဒီခန္ဓာကိုယ်ပျော့ပြောင်းမှုကတော့တိတ်မရှိသေးတော့ပုံထွက်ကတော့အရင်ကြီးတော့အဆင်ပြေသေး10ချိန်ဆော့ပြီး10 session ယူပြီးမှဖြစ်ဖြစ်20 session ယူပြီးဖြစ်ဖြစ်ခိုးကြည့်လို့ရှိရင်တော့ပို့ပြီးတော့ပျော့ပြောင်းတာတွေ့နေတယ်ပေါ့နော်ဒီဘိုင်းမှာကြာ strength တွေပါတော့ကြောက်ပါ beginner အဲ့တော့ချင်းချင်းမရနိုင်တော့ဘူးအဲ့ step ကိုတော့ train နိုင်ပါလား train နိုင်ပါအဲ့ဆိုရင် step နဲ့တူဆော့ရOkay ဆိုတော့ step ရဲ့ plugin session လေးကိုစပြီးတော့ဒီ shoot twin shoot ထုတ်လုပ်ငန်းစဉ်တွေနဲ့စပြီးတော့လုပ်တယ်ပေါ့နော်ပြီးကြတော့ရှေ့ကဒီ Marcoma sales တွေကိုဘယ်လို activate လုပ်ရမလဲဘယ်လို position ထားရမလဲဆိုတာဘေးနားအနေအညီကအဲ့လိုမျိုးအသေးစိတ်ကိုတစ်ချက်ချင်းစီဖြည်းဖြည်းချင်းစီကိုကြည့်ပြီးတော့ train ပေးရပါတော့။အဲအကြောင်းမလို့ဒီ Pradi မှာဒီကို beginner အနေနဲ့စဆော့မယ်ဆိုရင်တော့အရင်ကြီးအခက်အခဲမရှိဘူး။ကိုကဘယ်လိုမျိုးဒီ muscle တွေကို focus ထားရမလဲဆိုတာကိုဘေးနားကနေတိတိကျကျသင်ပေးတာ Pradi ရောက်ကွာကြည့်လိုက်လို့ရှိရင်ဆော့ရတာအရင်လွယ်တယ်။ဘာမှတက်တာရှိလို့ထင်ရပါမယ်။တကယ်တမ်းဆော့ကြည့်ရတဲ့အခါမှာဒီ body balance ဒီ weight ဒီ body weight ဒီရဲ့ balance ဒီကို body weight ဒီကိုသုံးရတာများတယ်ပြီးကြတော့တကယ်ကိုခက်တယ်ပေါ့နော်ဒါတကယ်ကိုခက်တယ်ဒါပေမဲ့ဒီဘေးနောက်မှာဒီလိုမျိုး professional trainer တယောက်အနေနဲ့ကိုကတင်နေဆိုရင်ကိုယ့်အတွက်ကတော့လွယ်ကူကူနဲ့ပို့ပြီးတော့တက်မယ်လို့လည်းမြင်တယ်ပေါ့နော်ပြီးကြတော့ဒီ call muscles တွေကတော့တကယ်ကိုထွက်မယ်လို့တင်တယ်အဲကြောင့်မလို့ step ကတော့ main ကလေးတွေအနေနဲ့ကိုကဂျင်ဆော့ရတာလည်းမကြိုက်ဘူးယောဂဆော့ရတာလည်းမကြိုက်တဲ့သူတွေအတွက် step ကတော့ဒီ Pilates ကို recommend ပေးရပေါ့နော်step က first time ဆိုပေမဲ့ဒီ first time beginner မှာမတင်တဲ့ဟာတွေကို step ကခြေဆုကိုကြီးကြပြီးတင်တဲ့ခြေဆုကဒီ core position လေးကို step ကိုတင်ပြရပေါ့နော်အဲဟာ step ကဒီချေဆုပြောတဲ့အတိုင်းလိုက်လုပ်တာတကယ်အလုပ်ဖြစ်သွားတယ်ပေါ့နော်ဆိုတော့ Pladi လဲဆော့ခြင်းနဲ့ဒီဘန်ကောက်မှာဒီလိုမျိုးပေါ့နော် professional trainer တယောက်ကိုလိုအပ်တဲ့ဆိုရင်ဒီချေဆုနဲ့ဆက်သွယ်လို့ရပါတယ်ချေဆုရဲ့ page ကိုလည်း step ကဒီ post မှာ mention ပေးထားပါတယ်step ရဲ့ Pladi first time trainer ပြီးဆုံးတဲ့ဒီ step ဆော့နိုင်ခဲ့တဲ့အတွက်ကျွန်တော် step ကို step အရင်ပျော်နေပါတယ်အားလုံးပဲ step ရဲ့ vlog လေးကိုဆုံးတဲ့အထိကြည့်ပြီးတွေ့ကြအောင်ကျေးဇူးတင်ပါတယ်နောက် vlog မှာဆုံပါမယ်နော်အားလုံးပဲတတား